အမားတို့ element တွေလည်းလေးလာပြီးဆိုတော့ဒီနေ့ကဘာလေးလာမလဲဆိုတော့ဒီ Canva မှာပေါ့နော် Canva ဖုန်းနဲ့ Canva မှာ social media design တွေကိုဘယ်လိုဆွဲလို့ရမလဲဆိုတာကိုအမားပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်အမားနဲ့တူတူကြည့်လိုက်ကြရအောင်ဒီမှာဆိုရင်အမားကကြတော့ဘာလဲဆိုတော့ create လေးကိုတစ်ချက်နှိပ်ပါမယ် create ကိုနှိပ်ပြီးရင်ဒီမှာအမားကကြတော့ဘာရှာမလဲဆိုတော့အမားက custom site လေးပြုလုပ်မှာပေါ့နော်အဲ့ဒါကြောင့် custom site ကိုနှိပ်ပါနှိပ်ပြီးရင် width မှာ1200လို့ရိုက်ထည့်ပါ height မှာလည်း1200လို့ရိုက်ထည့်လိုက်ပါ unit ကိုတော့ပင်စယ်ပဲထားပါမယ် create new design ကိုနှိပ်လိုက်ပါဒီမှာဆိုရင်အဝိုင်းလေးလည်နေတယ်ပေါ့နော်ခဏဆောက်ပေးပါအဲ့ဒါဆိုရင်ဒီမှာ canvas တစ်ခုရပြီဖြစ်ပါတယ်ဒီမှာ canvas တစ်ခုရသွားပြီပေါ့နော်အဲ့မှာပထမဆုံးအမက shape တစ်ခုယူပါမယ် basic shape တွေက shape လေးတစ်ခုယူမယ်အဲ့ shape လေးကိုအမကဘေးတောင်းနာလေးကနေဆွဲပြီးတော့ချိန်လိုက်မယ်နောက်ပြီးတော့ position ကိုအလဲတက်ကြအောင်ထားလိုက်ပါမယ် position ဟိုဘက်နဲ့ဒီဘက်ညှိလို့ရအောင်အမထားလိုက်ပါမယ်ရှေ့ယူပြီးဆိုတော့အမက set bar မှာ hamburger ဆိုပြီးတော့ရိုက်ရှာလိုက်ပါမယ်။ဘာလို့လဲဆိုတော့အမတို့ဒီနေ့ hamburger design လေးဆွဲမှာပေါ့နော်။ hamburger design ဆွဲမှာဖြစ်တဲ့အတွက် hamburger လေးရှာဖို့လိုပါတယ်။ဒီမှာပေါ့နော် hamburger တွေကအများကြီးပဲကျလာတာ။အဲ့ဒီမှာအမတို့ကpro တွေကတော့အမအရင်ဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းpro တွေဆိုရင်pro version ဝယ်သုံးလို့ရမှာဖြစ်တဲ့အတွက်တခြား free ဖြစ်တဲ့ design လေးတွေပဲသုံးလို့ရပါမယ်ဒီမှာ hamburger မှာဆိုလဲ free design လေးတွေကအများကြီးပဲပေါ့နော်အရင်ချစ်စရာလည်းကောင်းတယ်အမဒီမှာရှာကြည့်နေတာပေါ့နော်ဘယ် design လေးကပို့ပြီးတော့တစ်တုံမလဲ live ဖတ်မလဲဆိုပြီးတော့အမရှာကြည့်လိုက်တယ်ဒီ design တွေထဲမှာအမဒီလိုမျိုး design လေး hamburger design လေးတစ်ခုယူပါမယ်ဘာလို့လဲဆိုတော့အမ logo အတွက်ပေါ့နော် logo အတွက်ဒီ hamburger design လေးယူလိုက်မယ်နောက်တစ်ခုကကြတော့ဒီအပေါ်နားမှာရှိတဲ့ဒီ hamburger တုံးလေးကိုပဲယူလိုက်ပါမယ်ဒီ design လေးကအရင်ချစ်စရာကောင်းတယ်ပေါ့နော်အဲဒါကြောင့်ဒီ design လေးကိုပဲယူလိုက်ပါမယ်အပြင်အမတို့နည်းနည်းအချုပ်ချိတ်လေးတွေလုပ်ပါမယ်လုပ်ပြီးဆိုရင်တော့နည်းနည်းပေါ့နော်သူအလဲမှာposition နေရာလေးကျအောင်ထားလိုက်မယ် hamburger လေးကိုထားပြီးဆိုရင်တော့အဲ့မှာဘာလုပ်မလဲဆိုတော့အမကအေး hamburger မှာရှိတဲ့ color လေးတွေကိုဒီ design မှာယူသုံးမှာပေါ့နော်အဲ့ဒါကြောင့်အမက hamburger မှာရှိတဲ့ color လေးအရာတစ်ခုကိုထောက်လိုက်မယ်ဒီမှာကိုကြိုက်တဲ့အရာလေးတွေလိုက်ပြီးတော့ရွေးလို့ရတယ်ပေါ့နော်ကိုကြိုက်တဲ့အရာလေးတွေလိုက်ပြီးတော့ရွေးပြီးတော့အရာလေးထောက်လိုက်ဒီမှာအမဆိုရင်ဒီအနီရောင်လေးကိုပေါ့အမထောက်ထားတယ်အနီရောင်လေးကနေအဆင်ပြေတယ်ဟိုကိုလည်းတခြားအရာလေးတွေကိုလိုက်ထောက်ကြည့်ပေါ့နော်ဘာအဆင်ဘယ်အရာလေးနဲ့ပို့ပြီးတော့အဆင်ပြေမလဲတင့်တော်မလဲဆိုတာကိုလိုက်ပြီးရွေးပြီးတော့ဒီလိုမျိုးလေးလုပ်လိုက်ပါအဲဆိုရင်ဒီမှာ design လေးကတော့ပေါ်လာပြီပေါ့နော် hamburger လေးကိုနည်းနည်းလေးတော့ဆွဲချလိုက်ပါမယ်ဆွဲချိတ်ပြီးတော့ဒါကြတော့လေအမဘာထားမဲဆိုတော့ logo design အဖြစ်ထားမယ်ဒီပုံလေးကိုပေါ့နော် logo design အဖြစ်ထားမှာဆိုတော့အမကဒီဘေးထောက်လေးမှာဆွဲပြီးတော့ကတ်လိုက်မယ်အပြင်အမစာလေးတစ်ခုထည့်မှာပေါ့နော်ဒီတိုင်းပုံသက်ဖြစ်နေတဲ့အတွက်စာကိုဘာဂါဆိုပြီးတော့ရိုက်လိုက်ပါမယ်ဘာဂါဆိုပြီးတော့ရိုက်လိုက်မယ်ရိုက်ပြီးတော့အဲ့ဒီပုံရဲ့ဘေးနားလေးမှာအစာလေးကိုထားမှာပါထားလိုက်ပါမယ်ကိုစာသားကိုကြတော့ကိုလိုတဲ့နေရာမှာလိုတလိုလေးပေါ့နော် live ပြီးတော့ချိန်ကြည့်ပါချိန်ကြည့်လိုက်ပါcolor တွေကိုလည်းကိုလိုတလိုအဆင်ပြေတလိုပေါ့နော်ဘယ်ရောင်လေးနဲ့ဘယ် color နဲ့ဆိုပို့ပြီးတော့ live ဖတ်မလဲအဆင်ပြေမလဲဆိုပြီးတော့ကို live ရွေးလို့ရတယ်ပေါ့နော်နောက်ပြီးရင်ကိုကြိုက်တဲ့ကိုအဆင်ပြေမဲ့ position နေရာလေးမှာဒီစာသားလေးကိုထားလိုက်ပါမယ်အပြင်အမကစာသားနဲ့အဲ့ဒီပုံလေးနဲ့ကို group ဆိုပြီးတော့ဖွဲ့လိုက်ပါမယ် group လေးဖွဲ့လိုက်မယ်ပေါ့နော်အမတို့အချုပ်ချဲတွေလုံရင်ပို့ပြီးတော့အဆင်ပြေမှာဖြစ်ပါတယ်
နောက်ပြီးတော့အမကဒီမှာပေါ့နော်စာလေးရေးပါမယ်ဘာလို့ရေးမဲဆိုရင်ဟမ်ဘာဂါဆိုပြီးတော့စာလေးရေးလိုက်ပါမယ်အမဒီမှာပေါ့နော်ဘာဂါဆိုပြီးတော့ရေးတာမှားနေတလွဲတွေဖြစ်နေလို့ပြန်ပြင်နေတာပါအဲ့မှာဟမ်ဘာဂါဆိုတဲ့စာလေးကိုကြတော့အပေါ်နည်းနည်းရွှေ့လိုက်ပဲပေါ့နော်စားကိုဟို position မှန်အောင်နေရတယ်အနေလိုက်ချမယ်စာသားကိုဘယ်လိုလေးထားရင်ပို့ပြီးတော့ချစ်ကောင်းမလဲဘယ် font နဲ့ဆိုရင်ပို့ပြီးတော့အဆင်ပြေမလဲပေါ့နော်နောက်ပြီးရင်စာသားမှရှိတဲ့ color ဆိုရင်လည်းဘယ် color သုံးရင်ပို့ပြီးတော့အဆင်ပြေမလဲဆိုတာကိုတိုင်းအိမ်မှာစိတ်ကြိုက်ပေါ့နော်ရွေးချယ်ပြီးတော့ live ပြောင်းကြည့်ပါအမလည်းအဲ့လိုပေါ့နော်ဒီ hamburger မှာရှိတဲ့စာcolor လေးတွေကိုယူသုံးကြည့်ရဲဘယ် color နဲ့ဆိုပို့ပြီးတော့ live မလဲဘယ် color နဲ့ဆိုရင်ပို့ပြီးတော့ဒီစာလေးကဒီ design ပေါ်မှာပို့ပြီးတော့ပေါ်လွင်နေမှာလဲဆိုပြီးတော့ကို live ချိန်လိုက်ပြောင်းကြည့်မယ်နောက်ပြီးတော့ဒီ test စာသားတွေfont တွေကိုလည်းကိုလိုသလိုပေါ့နော်ချိန်ညှိလို့ရတယ်စာသားလေးတွေကို live ပြောင်းကြည့်မယ် font တွေ live ပြောင်းကြည့်မှာပေါ့နော်ဘယ် font ကပို့ပြီးတော့ဒီဘာဂါဆိုတဲ့စာလုံးနဲ့ပို့ပြီးတော့ live မလဲပေါ့နော်အမကတော့နောက်ဆုံးလေးဒီ font လေးကို attention ဆိုတဲ့ font လေးကိုသဘောကျလို့ဒီ font လေးကိုပဲယူလိုက်ပါတယ်နောက်ပြီးတော့နည်းနည်းဟိုဆွဲစာလုံးလေးကြီးွားရအောင်ပေါ့နော်နည်းနည်းဆွဲချစ်လိုက်ပါမယ်နောက်ပြီးတော့စာသားကိုစင်တာမှာထားလိုက်ပါမယ်ကိုဒီမှာအမကဒီမှာ live ပြောင်းကြည့်တာပေါ့နော် logo လေးကိုဘယ်နေရာမှာပို့ပြီးတော့တစ်တော်မလဲဆိုပြီးတော့ live ပြောင်းကြည့်တာအလဲမှာထားရင်အဆင်ပြေမလားဘေးမှာထားရင်အဆင်ပြေမလားဘာကာကိုလည်းသူကအလဲ position center မှာကြာအောင်နေရာချလိုက်ပါမယ်နောက်ထပ်အမကစာသားလေးရေးမှာပေါ့နော်ဟမ်ဘာဂါနေအပေါ်မှာနေရာကြီးဒီတိုင်းလွတ်နေတယ်ပေါ့နော်လွတ်နေတယ်ဆိုတော့အဲ့လိုနေရာလွတ်ကြီးဖြစ်နေတာကြီးကတမျိုးကြီးပေါ့နော်ဒီဇိုင်းကိုပို့ပြီးတော့အသက်ဝင်လာအောင်ဆိုပြီးတော့အမကဒီစာသားလေး good taste for you ဆိုတဲ့စာသားလေးကိုရေးပါမယ်ရေးပြီးရင်တော့ဒီစာသားလေးကိုဟမ်ဘာဂါရဲ့အပေါ်မှာထားလိုက်ပါမယ်ပြီးရင်အမ font နဲ့color တွေကိုလိုက်ပြီးတော့ချိန်ညှိပါမယ်ကိုလိုတလိုပေါ့နော်ကိုကြိုက်တဲ့ font လေးတွေဒီ font နဲ့မှာလေအမဒီတိုင်းပေါ့နော် live ပြီးတော့ရွေးကြည့်တာ font လေးတစ်မျိုးပြီးတစ်မျိုးရွေးကြည့်တာပေါ့နော်ဘယ် font လေးကကိုအတွက်ပို့ပြီးတော့အဆင်ပြေမလဲဒီ hamburger ဆိုတဲ့စာနဲ့ဘယ် font နဲ့ကပို့ပြီးတော့ live ဖတ်မလဲပေါ့နော်ဒီမှာအမတစ်ခုချင်းစီတော့အဲ့လို live ရွေးကြည့်နေတယ် font တွေကတော့အများကြီးရှိတယ်ပေါ့နော်ကိုကြိုက်တဲ့ font လေးကိုတော့ကိုရွေးလို့ရတယ်ဒီမှာဆိုအမဆိုရင်ဘယ် font နဲ့ live မလဲဆိုပြီးတော့တစ်ခုပြီးတစ်ခု live ရွေးကြည့်တာပေါ့နော်အခုကအမစိတ်ကြိုက်မတွေ့သေးဘူး font တွေကအောက်မှာကျတော့ premium font တွေများတယ်ကွယ် premium font တွေများတယ်ဆိုတော့ဒီ premium font တွေကကျတော့အမတို့ယူသုံးလို့မရဘူးယူသုံးရင် watermark တွေပါနေမှာဆိုတော့လေဒီ font လေးဆိုရင်အဆင်ပြေမလားဒါပေမဲ့အမတိတ်ကြိုက်တဲ့ထဲတော့မပါဘူးပေါ့နော်ဒီ font ကနည်းနည်းနေရာတော့ချကြည့်လိုက်ပါမယ်နောက်ပြီးတော့ site လေးတွေနည်းနည်းချိန်ကြည့်မယ်ဒါမှမဟုတ်ရင်အမတို့ဒီ font နဲ့မှာဆိုရင်ဘာ font တွေလဲဆို handwriting font လေးတွေယူသုံးကြည့်ကြမယ်ပေါ့နော်ဒီ handwriting font လေးတွေကဘယ်လိုလေးလဲဆိုတော့ဒီလိုမျိုးလေးစာလုံးဆောင်းလေးတွေနဲ့နည်းနည်းခက်ရှုပ်ရှုပ်ပုံစံလိုမျိုးပေါ့နော်ကိုလက်ရည်နဲ့ရေးထားတဲ့လိုမျိုးလေးတွေအဲ့မှာလည်းအများကြီးရှိတယ်ပေါ့နော်ကိုစိတ်ကြိုက်ပေါ့နော်ဘယ် font လေးကပို့ပြီးတော့ဒီ design နဲ့ပို့ပြီး live ဖတ်မလဲပေါ့နော်တစ်ခုပြီးတစ်ခု live ရွေးကြည့်ပါအမလည်းဒီမှာတစ်ခုပြီးတစ်ခုရွေးကြည့်တယ်ပေါ့နော်ရွေးပြီးတော့ live ဖတ်ဆောင် font ကိုအမထားမှာပါဒီ font လေးဆိုရင်မစိုးပေါ့နော်ကြည့်လိုက်တာနဲ့good taste for you ဆိုတဲ့ဟာလေးကအဆင်ပြေတယ်အဲဒါကြောင့်အမဒီ font လေးကိုပဲယူလိုက်မယ်ယူပြီးတော့ color လေးတွေကိုအဆင်ပြေမဲ့ color လေးတွေလိုက်ချိန်နေဒါပေမဲ့အဖြူနှစ်ခုတက်တက်ဆိုတော့တိတ်ပြီးတော့ကြည့်ရအဆင်မပြေဘူးပေါ့နော်အဲဆိုရင်အမအဖြူဒီမှာအဖြူမသုံးဘဲနဲ့အဆင်ပြေအောင်ဒီဘာကာမှာရှိတဲ့အစိမ်းရောင်လေးကိုပဲအမယူလိုက်မယ်ပေါ့နော်ယူပြီးတော့အမအစိမ်းကနည်းနည်းမှောင်နေတယ်ဆိုတော့တခြားစိမ်းနုနု color လေးတွေနည်းနည်းလိုက်ချိန်ပါမယ်ကိုအဆင်ပြေတဲ့ color မျိုးလေးပေါ့နော်ဒီ
ဒီကာလာမျိုးဆိုရင်တော့ဒီစိမ်းရောင်လေးနဲ့ဆိုရင်နည်းနည်းပုတ်အဆင်ပြေမှာဒါမှမဟုတ်ရင်နုလေးမှအဆင်ပြေမလားနည်းနည်းကိုလိုက်ချင်းကြည့်လိုက်ပေါ့နော်ဘယ်ကာလာလေးနဲ့ပုတ်အဆင်ပြေမလဲဆိုတော့ဒီကာလာလေးဆိုရင်တော့ရပြီကိုဒီစာလုံးလေးတွေကိုနည်းနည်းနေရာလိုက်ချကြည့်လိုက်ပါဒါဆိုဒီဇိုင်းလေးကတော်တော်လေးကြည့်ကောင်းနေပြီပေါ့နော်အဲ့မှာကိုစိတ်ကြိုက်နေရာလေးတွေကိုလိုက်ပြီးတော့ချိန်လိုက်ပေါ့နော်ဘာကာနေရာလေးတွေကိုလိုက်ရွှေ့ကြည့်နောက်တစ်ခုကအမဖာရေးမယ်ဆိုတော့အမဒီအောက်ထောက်နာလေးမှာပေါ့နော်ဖုန်းနံပါတ်ဆိုတဲ့ contact လေးရေးခြင်းတယ်ဘာလို့ဆိုဒီ design ကလုံးဝကွာရိုးရိုးရှင်းရှင်းကိုဒီဇိုင်းကကြော်ညာလာပြီမယ်ကွာကိုကိုဆက်သွယ်လို့ရအောင်အဲ့လိုမျိုးဖုန်းနံပါတ်လေးတွေထည့်ပြီးပို့ပြီးတော့တင်တော်တယ်ကွာအဲဒါဖုန်းနံပါတ်လေးကိုဒီအောက်ထောက်နာလေးမှာအမထည့်မှာပါဒီလိုလေးဖုန်းနံပါတ်ဒီအမေးဆိုအဆင်မပြေဘူးပေါ့နော်ကာလာအမေးဆိုအဆင်မပြေတဲ့အတွက်အမဒီကာလာလေးကိုပြောင်းပါမယ်နောက်ပြီးတော့စာသားကိုလည်းအမပြောင်းလိုက်မှာပေါ့နော်ဖုန်းနံပါတ်မထည့်ချင် contact us ဆိုပြီးတော့ထည့်လိုက်မယ်ဒီဘက်ကဟာလေးကိုတော့အမဖြတ်လိုက်ပါမယ်ဘာထည့်ရမှန်းမသိနေလို့နည်းနည်းနေရာလေးတွေချိန်ညှိမယ်ဖုန်းနံပါတ်လေးကိုဖြတ်လိုက်တယ်ပေါ့နော်ဟိုဘက်ကညာဘက်ကဟာလေးကိုတော့ဖြတ်လိုက်ပါမယ်ဒီမှာပေါ့နော်ဖုန်းနံပါတ်ဖုန်းနဲ့ဟမ်ဘာဂါဖုန်းနဲ့တူရအောင်ဆိုပြီးတော့အမကလေဒီဖုန်းနံပါတ်ကိုဟမ်ဘာဂါဖုန်းအတိုင်းပဲအမပြောင်းလိုက်တယ်ပေါ့နော်အဲဒါကြောင့်ဒီမှာ contact us ကိုလည်းဟမ်ဘာဂါရဲ့ဖုန်းအတိုင်းပြောင်းလိုက်တယ်နောက်တစ်ခုကကြတော့အမက logo ကာလာကိုအမတိတ်မဆိုင်နေဘူးပေါ့နော်ဘယ်လိုပြောမလဲမထင်ပေါ်နေဘူးစာသားလေးကလည်းနည်းနည်းအနီးပေါ်မှာအဲ့လိုအရောင်နည်းနည်းမှိတ်လေးဖြစ်နေတော့ကွာအမမကြိုက်နေဘူးဒါပေမဲ့ဘာရောင်ပြောင်းမှန်းမသိဘူးအဲ့ဒါ light ပြောင်းနေတာကွာနောက်တစ်ခုအမအကြံဉာဏ်ရတာကဒီ logo လေးကိုပေါ့နော်အမကဟမ်ဘာဂါမှာရှိတဲ့ကာလာလေးတုံးလိုက်မယ်ဟမ်ဘာဂါမှာရှိတဲ့ကာလာလေးကို light တုံးကြည့်ပါပေါ့နော်လိမ္မော်ရောင်ကြတော့လေပို့ပြီးတော့မှောင်သွားတယ်ကွာမြင်လည်းမမြင်ရဘူးအဲ့ဒါကြောင့်အမဒီမှာရှိတဲ့ဖြော့ရောင်လေးတောင်းမယ်ဒါလေးဆိုရင်အနီးပုံမှာလည်းအရင်လိုက်တယ်ပေါ့နော်logo လည်းပို့ပြီးတော့ထင်သွားစေတယ်ပို့ပြီးတော့လည်းပေါ်တယ်ပေါ့နော်နောက်တစ်ခုအရောင်ကိုလည်းအစိမ်းရင်းရောင်ကနေအနုရောင်လေးပြောင်းလိုက်မှာပေါ့နော်သူရဲ့အရွက်လေးကိုဒါဆိုရင် logo လေးကပို့ပြီးတော့ကြည့်ကောင်းသွားပြီစာသားလေးကိုလည်းအရောင်လေးပြောင်းပါမယ်ဒါလေးဆိုဒီ logo လေးကပို့ပြီးတော့ကြည့်ကောင်းသွားရတယ်ပေါ့နော်ဒီဇိုင်းကတော့မနေပေါ်နေပါပြီနောက်ထပ်အမတို့ဒီဘက်ခြံကိုညာဘက်ခြံကိုပေါ့နော်ကာလာလေးနည်းနည်းချိန်ကြည့်မယ်ဘယ်ကာလာနဲ့ဆိုရင်ပို့ပြီးတော့ like မလဲ logo မှာရှိတဲ့ကာလာဆိုရင်တော့အဆင်ပြေမလားဒါပေမဲ့မပြေဘူးပေါ့နော်ကာလာတွေ like ချိန်ကြည့်တော့အဆင်မပြေဘူးဟမ်ဘာဂါမှာရှိတဲ့အနက်ရောင်ဒီအရင်ရောင်ကလှပေမဲ့အနီရောင်နဲ့ကြားပြန်တော့လည်းမလိုက်ဘူးပေါ့နော်မလိုက်ဘူးဆိုတဲ့အတွက်အမကအရင်ကထားခဲ့တဲ့ဒီလိမ္မော်ရောင်လေးပဲပြန်ထားလိုက်ပါမယ်ဒီရောင်လေးပဲသဘောကျတယ်ပေါ့နော်ဘာကမှဆိုရင်နောက်တစ်ခုအမဘာလဲဆိုတော့ဒီဒီဇိုင်းမှာပေါ့နော်ရှင်းဖြစ်နေအဲ့ဒါကြောင့်အမကဒီဇိုင်းကိုပို့ပြီးတော့အသက်ဝင်ရအောင်အမကအရက်လေးဗာလေးတွေထည့်မယ်အဲ့ဒါကြောင့်အမဒီ search bar မှာ green leaf ဆိုပြီးတော့ရှာလိုက်မယ်ရှာပြီးတော့
ဟာတိရွက်ပုံစံမျိုးလေးတွေလိုက်ထည့်မှာပေါ့နော်အမအရွက်လေးတွေလိုက်ရှာမယ်ဘယ်ရွက်လေးအဆင်ပြေလဲဆိုတော့အမဒီဘယ်တောင်းတာလေးကဒီရွက်လေးပဲယူလိုက်ပါတယ်ဒီရွက်လေးကိုထည့်မယ်ဒီရွက်လေးကိုကြတော့ခဏလောက်ဒီအသိန်းလေးကခုမှထားလိုက်ပေါ့နော်ဘယ်လိုထည့်ရမလဲဘယ်လိုထားရမလဲစဉ်းစားလို့မရသေးဘူးပေါ့နော်ဒီရက်လေးရပြီဆိုတော့နောက်ထပ်ပေါ့နော်တမတိုးဆိုပြီးတော့ခန်းချင်တီလေးအကွင်းပုံစံလေးကိုလိုချင်လို့ပေါ့နော်ခန်းချင်တီအကွင်းလေးတွေကိုလိုက်ရှာကြည့်ကြည့်ပါမယ်ဒီမှာကျတော့ခန်းချင်တီအလုံးနေအကွင်းတော့ရှိပြီမဲ့ premium နေဖြစ်နေတယ် premium version နေဖြစ်နေတာပေါ့နော်အဲဆိုရင်အကွင်းလေးပါတဲ့ဟာလေးကိုနည်းနည်းလိုက်ရှာကြည့်ပါမယ်ဒီမှာတော့ဒီထဲမှာဒီမှာတော့တစ်ခုရှိတယ်ပေါ့နော်ဒါမဲ့အောက်ဘက်ကိုနည်းနည်းထည့်ရှာကြည့်လိုက်ပါမယ်ရှင်းချင်နေအကွင်းလေးတွေလှီးရတဲ့ဟာလေးတွေလိုချင်တာနောက်ဆုံးကြတော့မရှိတဲ့အတွက်ဒါလေးပဲယူလိုက်ပါမယ်ဒါလေးကိုညာဘက်နည်းနည်းဆွဲချဲ့ပြီးအချုပ်ထည့်လောက်ပါနော်ဒီညာဘက်အောက်ထောက်နာလေးမှာပဲထားလိုက်ပါမယ်ခင်းချင်တွေကိုထားပြီးတော့ဘာလုပ်ချင်ရလဲဆိုတော့သူ့ကိုအမားတို့ကအရင်ထင်းနေတာပေါ့နော်ထင်းနေတာမကြိုက်ဘူးဒီဘလားလေးနည်းနည်းဘလားလိုက်ချင်တယ်ကွာဘလားဖို့အတွက်အမားတို့ကဘယ်ထဲမှာတပ်ပလားလို့ရလဲဆိုတော့ effect ထဲမှာဘလားကိုယူရမှာပေါ့နော် effect တွေက effect တွေကဘလားကိုနှိပ်လိုက်ပါဘလောင်းနှိပ်ပြီးဆိုရင်အမတို့က brush နဲ့လားဒါမှမဟုတ်ရင် whole image တစ်ခုလုံး brush ချင်လားဆိုတော့အမ whole image တစ်ခုလုံး brush ချင်တဲ့အတွက်ဒါလေးကိုနည်းနည်းချိန်လိုက်မှာပေါ့နော်ဒီမှာဆိုရင်နည်းနည်း brush လေးဖြစ်သွားပြီအဲဆိုရင် design ကပို့ပြီးတော့ချစ်ကောင်းသွားတယ်ပေါ့ကွာနောက်တစ်ခုကို copy ပွားပြီးတော့ဟိုထိတ်ဆုံးလေးမှာထားပါမယ်ဘာလို့လဲဆိုတော့ design ကအရင်ရှင်းဖြစ်နေတယ်မကြိုက်ဘူးဆိုအဲ့လို element လေးတွေဒီဟမ်ဘာဂါနဲ့ပတ်သက်တဲ့ element လေးတွေ light ထည့်ပေးလိုက်ပေါ့နော်အဲ့ဒါဆိုရင်design ကပို့ပြီးတော့ကြည့်ကောင်းသွားမယ်ဒီတိရွက်ကိုလည်းအမကအဆင်ပြေတဲ့နေရာလေးမှာပေါ့နော်ထားလိုက်မယ်ဘာလို့လဲဆိုတော့ဟိုနေရာမှာတိတိလေးထားရင်မလှဘူးပေါ့နော်မလှတဲ့အတွက်ကိုတိုင်းဒီဘယ် position မှာထားရင်ဒီ element တွေကပို့ပြီးတော့ကြည့်ကောင်းသွားမလဲပုံကိုပို့ပြီးတော့လှစေမလဲပေါ့နော်အဲ့ဒါကိုတိုင်းနေရာလေးတွေလိုက်ရွှေ့ကြည့်လိုက်ပါနောက်ပြီးတော့ဒီတိရွက်ကိုလည်းအမက blur ဆိုတဲ့ effect လေးသုံးပါမယ်နည်းနည်း blur လေး58လောက်ထားမှာပေါ့နော် blur ကို58လောက်ထားဒါဆိုရင်တော်တော်လေးကိုကြည့်ကောင်းနေပြီဆိုပေမဲ့နည်းနည်းတိရွက်လေးတွေကိုဒီဘက်မှာလည်းထားလိုက်ပါမယ်ဒါဘက်မှာလည်းဒီလိုလေးဆိုပို့ပြီးတော့ကြည့်လို့ကောင်းသွားပြီပေါ့နော်အမကနောက်ထပ်ဘာရှာမလဲဆိုတော့ fire background နဲ့ခန်းချင်ဒီပုံမှာအဲ့လိုမျိုးမီးလေးတွေထွက်တဲ့ခန်းစားချက်မျိုးပေါ့နော်အဲ့လိုမျိုးလိုချင်တဲ့အတွက်ဒီတိုင်း fire background ဆိုပြီးတော့ရိုက်ရှာလိုက်ပါတယ်ဒါပေမဲ့ဒီမှာမီးနဲ့ပတ်သက်တဲ့ဟာတွေကလေကိုလိုချင်တဲ့ဟာကလည်း premium နေတဲ့ဟာပဲဖြစ်နေတယ်ဆိုတော့တိတ်ပြီးတော့အစင်တော့မပြေဘူးပေါ့နော်ဒါမဲ့နည်းနည်းတော့ရှာကြည့်လိုက်ပါမယ်ဘယ်လားလေးအဆင်ပြေမလဲတော်တော်များများတော့လေ premium နေဖြစ်နေ free pay တောက်တဲ့ဟာတွေတွေကလည်းမကြိုက်ဘူးနော်ကိုလိုချင်တဲ့ဟာမရှိနေဘူးဆိုတော့
တစ်ချက်လေးရှာကြည့်လိုက်ပါမယ်မမပေါ့နော်အမကဒီမီးရောင်တစ်ခုကိုယူကြည့်လိုက်တယ်ပေါ့နော်ယူပြီးတော့ထားကြည့်လိုက်တာအဆင်မပြေဘူးအဆင်မပြေတော့ပြန်ဖြတ်လိုက်ပါတယ်ပြန်ဖြတ်ပြီးတော့အမစဉ်းစားမိတာဘာဆိုင်ကောင်းမလဲဆိုတော့ဗာလဲမီးပွားလေးလိုမျိုးဟာမျိုးတွေအဲ့လိုမျိုးလေးတွေလိုချင်တာပေါ့ကွာအဲ့လိုရှာချင်ပေမဲ့ဒီလိုမျိုးကွာအမွှားလေးပုံစံမျိုးလိုချင်တာခွာလိုချင်တော့ဒီမှာရရှာလိုက်တယ်ပေါ့နော်ရရှာလိုက်တော့ဒီမှာအမှုံလို့အမွှားလို့ဟာလေးကြီးကြာလာပါတယ်အဲ့ဒီမှာအမကဘာယူမဲဆိုတော့ဒီအမွှားလေးကိုပဲယူလိုက်ပါတယ်ဒါဆိုရင်ဒီဇိုင်းလေးကနည်းနည်းချစ်ကောင်းသွားတယ်ချစ်ကောင်းသွားပြီးတော့သူ့ကိုပယ်တယ်မှထားမလဲဆိုတော့အမဘက်ကိုထားလိုက်မယ်ဘက်နဲ့ဆိုရင်အနောက်ကတစ်ချက်ပဲပေါ်လို့ပေါ့နော်အဲဒါကြောင့် forward ပြန်လုပ်ပါတယ် forward ပြန်လုပ်ပြီးတော့အဲ့ဒါလေးကအရှင်transparency ကိုနည်းနည်း short လိုက်တယ်ပေါ့နော်ဒါဆိုရင်တော့အရန်ကိုလှပါတယ် social media ဘာကဒီဇိုင်းလေးရပြီဖြစ်ပါတယ်ကဲဒီလိုဘာကဒီဇိုင်းကိုဖန်တီးဖို့ဆိုတာအချိန်ကခဏလေးပေးလိုက်ရုံနဲ့ဒီလိုဘာကဒီဇိုင်းလှလှလေးကိုထွက်လာမှာဖြစ်ပါတယ်နောက်ပြီးအမဒီဘာကဒီဇိုင်းကို download လုပ်မယ် PNG နဲ့ပဲ download လုပ်ပါမယ်ဒါလေးဆိုရင်ကိုယ့်ရဲ့ဖုန်းထဲမှာစေထားလို့ရနေပြီပေါ့နော်ဒီ social media design တွေကိုကိုယ်တိုင်ဆွဲချင်တယ်ဒီလိုမျိုး laptop လည်းမရှိဘူးဖုန်းနဲ့ပဲဒီလိုမျိုး design လှလှလေးတွေဆွဲချင်နေဆိုရင်တော့ဒီ Canva ကိုသုံးပြီးတော့ဒီလို design တွေဖန်တီးလို့ရပါတယ်နောက်ထပ်လည်းအမကဒီလိုအကျိုးရှိတဲ့ social media design ဆွဲနေတွေဒီဖုန်းနဲ့တင်ပေးမှာဖြစ်လို့အမရဲ့ page ကို like and subscribe လုပ်ပေးကြပါဦးနော်